နောက်ဆုံးမှပြင်ဆင်ချက်ပိသက်ကြီးရဲ့အပိုင်းစနစ်မှာတော့ရှင်းနေကြအောင်အင်ကအယုစုရဲ့မျိုးသားဖြစ်သူအီဂီရေကိုဟုံးစောပညာရေးဖောင်ဒေးရှင်းရဲ့ပွဲမှာတည်ကျွမ်းခဲ့ပါတယ်။အယုစုကလည်းသူမရဲ့အဖြစ်ကင်းမှုကိုပြသနိုင်ဖို့အတွက်မိုးနဲ့အတူတူခိုင်လုံတဲ့သက်သေကိုရှာဖွေသွားမှာဖြစ်ပါတယ်။ဒါဆိုရင်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းကောင်းလေးတွေကိုရေးချက်တင်ဆက်ပေးသွားမယ်။ကျွန်တော်တို့ရဲ့ Mathematical Movie Recap Channel လေးကို Like and Subscribe လေးလုပ်သွားကြဖို့မမေ့ပါနဲ့ဦးဗျာ။ပိုင်းစနစ်အစမှာတော့ရှင်းနေကြအောင်ရဲ့မျိုးသမီးဖြစ်သူချွဲစုညွန့်ကဟုံးစောပညာရေးဖောင်ဒေးရှင်းဒါရိုက်တာနဲ့ဧည့်သည်တွေရိုက်ထားတဲ့တပ်ပုံကိုစိုက်ကြည့်ပြီးမကြေမနက်ဖြစ်နေရပါတယ်။ပြီးခဲ့တဲ့လတုန်းကဟုံးစောပညာရေးဖောင်ဒေးရှင်းရဲ့ပွဲမှာရှင်းနေကြအောင်တို့လင်မယားကပကြီးကားတစ်ချက်ကိုလှူဒန်းခဲ့ကြပါတယ်။အဲ့ဒီပွဲကိုတော့အီဂီဒန်နဲ့အီဂီဒန်ဂျူနီယာဦးစောဝင်းတို့လည်းတက်ရောက်ခဲ့ကြပြီးဟုံးစောပညာရေးဖောင်ဒေးရှင်းဒါရိုက်တာကအီဂီဒန်နဲ့ရှင်းနေကြအောင်ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒါရိုက်တာလည်းအီဂီဒန်ကိုရှင်းနေကြအောင်လှူဒန်းထားတဲ့ပကြီးကားကိုပြပြီးသူ့အမြင်ကိုမေးကြည့်ပါတယ်။အီဂီဒန်ကအဲ့ဒီပကြီးကားကိုဆွဲခဲ့တဲ့ပကြီးဆရာဟာဂျူနီယာဖြစ်သူရဲ့လက်ရကိုကူးချခဲ့တာကြောင့်တရားရုံးကိုဝင်ထွက်နေရကြောင်းပြောပြပါတယ်။ဒါရိုက်တာလည်းဒါတွေကြောင့်ပဲပညာရှင်ရဲ့ကဲဖြတ်မှုကိုလိုအပ်တာလို့ပြောလိုက်တဲ့အခါရှင်းနေကြအောင်တို့နေမရလည်းမျက်နှာပြတ်သွားခဲ့ပါတယ်။နောက်တော့အီဂီဒန်ကပေစင်မှာလက်ဆေးနေရင်ရှင်းနေကြအောင်နဲ့ထပ်ဆုံကြတဲ့အခါအီဂီဒန်ကဟုံးစောပညာရေးဖောင်ဒေးရှင်းရဲ့ဒါရိုက်တာကသူ့ကိုပကြီးကားတွေလက်ဆောင်ပေးပြီးအကဲဖြတ်ခိုင်းလေးရှိကြောင်းပြောပြပါတယ်။အီဂီဒန်ကိုယ်တိုင်ကလည်းပကြီးတွေကိုကဲဖြတ်ပေးရတဲ့အခါအနေခက်ရကြောင်းပြောပြီးအပြင်ကိုပြန်ထွက်လာပါတယ်။နောက်တစ်နေ့မှာတော့အီဂီဒန်ကကျောင်းကနေထွက်လာချိန်အယုစုစီကိုဖုန်းလန်းဆက်ပြီးစိုးရိမ်မှုကြိုကိုတန်းလာခဲ့မယ်လို့ပြောနေတော့ရှင်းနေကြအောင်ကသူ့အနာကိုရောက်လာခဲ့ပါတယ်။ရှင်းနေကြအောင်ကအီဂီဒန်ကိုနှုတ်ဆက်လိုက်ပေမဲ့အီဂီဒန်ကတော့ရှင်းနေကြအောင်ကိုမမှတ်မိတော့ပါဘူး။ရှင်းနေကြအောင်လည်းအွန်တသက်နဲ့ပြန်မေးဆက်လိုက်ရပြီးပြီးခဲ့တဲ့ပွဲမှာအီဂီဒန်ပြောလိုက်တဲ့ပကြီးကားကိစ္စကြောင့်ဒါရိုက်တာကအထင်လွဲသွားတဲ့ကြောင်းပြောပြပါတယ်။ဒါပေမဲ့အီဂီဒန်ကတော့စုပ်ကိုသွားချို့ဖို့အချိန်နောက်ကျနေမှာဆိုတာကြောင့်ကြောင်အင်းကိုစကားဖြစ်လိုက်ပြီးတက္ကစီပေါ်တက်သွားပါတယ်။အဲ့ဒီနောက်ပိုင်းလဲရှင်းနေကြောင်အင်းကအီဂီဒန်စီကိုဖုန်းဆက်ပြီးပကြီးလိုက်ရာကကိုကူတာမဟုတ်ဘူးဆိုတဲ့စီရင်ချက်ထွက်လာတာကြောင့်သူ့ပေါ်ပြန်တောင်းပန်ဖို့ပြောလိုက်ပါတယ်။အီဂီဒန်ကတော့သူ့စီကိုလူကိုယ်တိုင်လာတွေ့တဲ့ပြင်ဖုန်းမှာဆက်ပြီးရန်တွေ့နေတာလားလို့မေးလိုက်ပါတယ်။ချွဲစုယုံကလည်းကြောင်အင်းဖုန်းပြောနေတာကိုဘေးကနေနားထောင်နေပြီးအီဂီဒန်ကိုဘဝင်မကျဖြစ်နေပါတယ်။အီဂီဒန်ကတော့နောက်ထပ်သူ့ကိုမဆက်သွယ်ဖို့တတိပေးလိုက်ပြီးဖုန်းချသွားပါတယ်။ဒီလိုနဲ့နောက်တစ်ရက်မှလည်းကြောင်အင်းကအီဂီဒန်စီကိုတောက်လျှောက်ဖုန်းတွေဆက်နေတာကြောင့်အီဂီဒန်ကသူ့ကိုထပ်ပြီးနောက်ဆက်လာရင်ရဲတိုင်မယ်လို့တတိပေးလိုက်ပါတယ်။ချွဲစုယုံကတော့တိမခံနိုင်တော့ပဲကားပေါ်ကနေဆင်းသွားကအီဂီဒန်အလုံးယုံထဲဝင်သွားခဲ့ပါတယ်။လက်ရှိချိန်မှာတော့အမှုစစ်ပေတော်ဦးနဲ့ချန်ချောင်ကူတို့ကကိုတော်ဦးရဲ့အိမ်ထဲကိုဝင်ရောက်စစ်ဆေးနေကြပါတယ်။ချန်ချောင်ကူကကိုတော်ဦးရဲ့ဖုန်းကိုရှာတွေ့သွားပြီးပေတော်ဦးကိုပြလိုက်ပါတယ်။ဖုန်းထဲကိုဝင်ထားတဲ့တပ်ပုံတွေကအယုစုတယောက်ပေတော်ဦးတို့စီပို့လိုက်တဲ့တပ်ပုံတွေနဲ့ကိုင်းညီမှုရှိနေပါတယ်။ပေတော်ဦးလည်းတရားရုံးမှာတော့ကိုတော်ဦးရဲ့ပူဆွေးတော်သားကိုတရားခံကမြင်ခဲ့တာကြောင့်တမင်ကိုတော်ဦးကိုလှုံ့ဆော်ခဲ့တာလို့ကောက်ချက်ချပါတယ်။ချန်ချောင်ကူကတော့ဒီပုံတွေကိုမြင်လာတော့ကိုတော်ဦးကသူ့စီကိုဘာလို့ပို့တာလဲဘသူပို့တာလဲဆိုတာကိုအရင်စဉ်းစားရမယ်စာကိုတော်ဦးကဘာဖြစ်လို့မသိချင်တာလဲဆိုပြီးပေတော်ဦးကိုမေးကြည့်ပါတယ်။ပေတော်ဦးကတော့ကိုတော်ဦးတယောက်ဆစ်ရှုပ်ထွေးနေပြီးသူမြင်တဲ့အရာကိုပဲစိတ်ဆွဲနေကြတာဖြစ်နိုင်တယ်လို့ဖြေလိုက်ပါတယ်။ကိုတော်ဦးကိုတော့စိတ်ကိုပို့လိုက်ကြပြီးပေတော်ဦးကစွန်တော်ရှူချီစုတို့ကိုဂျီအောင်ရဲ့တီနီယာကိုစုံစမ်းခိုင်းပါတယ်။တစ်ဖက်မှာတော့အယုစုနဲ့မောင်ကအတူတူရှိနေကြပြီးအယုစုကဆယ်ရုံးမှုနဲ့ပတ်သက်လို့တက်တည်ရှိတယ်ဆိုတာလိန်ညာခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။မောင်လည်းဘာလို့လိန်ခဲ့တာလဲလို့မေးတဲ့အခါအယုစုကငါးစာချလိုက်တာဆိုပြီးဖြေပါတယ်။မောင်ကဂျီအောင်ကိုလာလို့ပြောတော့အယုစုလည်းအော်သွားပါတယ်။ကျောင်းရင်းကမိုးပို့တယ်လို့မျိုးအယုစုစီကိုချင်းချောက်စာတွေပူခဲ့တာပါအစားကတော့အယုစုကမိုးပို့တာလို့ထင်နေခဲ့ပါတယ်အယုစုကကျောင်းရင်းတယောက်တည်းလောက်တာမဟုတ်ဘူးလို့ပြောပြီးအမျိုးသမီးဖြစ်သူချွဲစုယုံကအမြဲပေးမှရှိနေကြတာကြောင့်ချွဲစုယုံကိုလည်းတန်တရားဝင်နေပါတယ်ကျောင်းရင်းနဲ့မိုးစားတွေ့တဲ့ချိန်တုန်းကလည်းမိုးကကျောင်းရင်းကိုဘာလို့သူမရှိနေဖြစ်နေဝေလို့ပေးတာလဲလို့မေးခဲ့ပူပါတယ်ကျောင်းရင်းကတော့အမျိုးသမီးဖြစ်သူကမိုးရဲ့ဝေခံချက်ကြောင့်နဲ့လူတယောက်ရဲ့နာမည်ဆိုကိုရှင်းထုံးနိုင်တယ်ဆိုပြီးရှင်းနေလိုက်ပေးဖို့တောင်းဆိုခဲ့ကြောင်းဖြစ်ခဲ့ပါတယ်အဲ့ဒီနောက်မိုးကဆယ်ဝန်သက်ခံရတာကိုမြင်လိုက်တဲ့မျက်မြင်သက်သေရှိတယ်ဆိုပြီးအယုစုကိုပြောပြပါတယ်အယုစုကဘသူလဲမေးလိုက်ပြီးတကယ်တော့မုံကမျက်မြင်သက်သေကောင်းလေးကိုတွေ့ပြီးသွားပါပြီ။မုံကကောင်းလေးကိုစေတိုးပြီးခေါ်သွားခဲ့ကပြန်တတိရလာချိန်မှာတော့မုံကဆယ်ရုံကိုဘသူတက်တာလဲလို့မေးလိုက်ပါတယ်။ကောင်းလေးကတော့ယောက်ျားကိုတက်လိုက်တဲ့ပကြီးဆရာမလို့ပြောခဲ့ပြီးတအားကြောက်တာကြောင့်ဗီဒီယိုကိုတော့ဆက်မကြည့်ခဲ့ဘူးလို့ဖြေပါတယ်။တကယ်တော့ဗီဒီယိုရဲ့နောက်ဆက်တွေကိုဆက်ကြည့်မယ်ဆိုရင်အယုစုကဆယ်ရုံအိမ်ထဲကနေထွက်သွားပြီးနောက်ပိုင်းမှာလူတယောက်ကဆယ်ရုံကိုတက်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်ကဘေတုံးနဲ့ချန်ချောင်ကူကတော့ကိုရုံကိုဆယ်ရုံမှာသွားတွေ့ကြပါတယ်။ကိုရုံကဘေတုံးကိုဆယ်ရုံရဲ့ဖုန်းမှာဝင်ထားတဲ့စာတွေကိုစစ်ကြည့်ဖို့ပေးလိုက်ပါတယ်။ဘေတုံးကဂျီအောင်နဲ့ချွဲဆွေရဲ့တပ်ပုံကိုပြပြီးသူတို့ကိုတွေ့ဘူးလားလို့မေးပါတယ်။ကိုရုံကအယုစုနဲ့ဘယ်တော့လာတွေ့ပြီးနောက်ပိုင်းဂျော်ရင်ကသူ့အိမ်ကိုလာတွေ့ခဲ့တယ်လို့ဖြေပါတယ်။ဂျော်ရင်ကခိုးပြသူကိုရုံကိုသူတာမိုးနဲ့အယုစုရဲ့ပေးယူကိုသိခဲ့မယ်ဆိုရင်ဆယ်ဦးလည်းမသေးတော့ဘူးလို့ပြောပြီးမိုးရဲ့ရှင်းနေနဲ့တောင်းပန်ခဲ့ပါတယ်။နောက်ပြီးကိုရုံကချွဲစုရဲ့ဘူကိုလက်ညှိုးထိုးပြီးချွဲစုရုံကိုလည်းမြင်ဘူးတယ်လို့ပြောပြပါတယ်။ကိုရုံကမူဂျုံမာစုကိုသွားကြည့်တဲ့အချိန်ချွဲစုရုံကမြေဖြစ်သူကိုလာကြိုတာလို့မေးခဲ့ပါတယ်။ချွဲစုရုံကသားသမီးတွေဆိုတာသူမရဲ့ဆောင်းရှောက်မှုအောက်ကနေမထွက်သွားခင်ထိတော့ကလေးတွေပဲရှိသေးတယ်လို့ပြောပြီးကိုရုံကိုမတိမတာလို့စော်ပေးခဲ့တာပါ။ကိုရုံကဂျော်ရင်တို့နေမယားကမှဆယ်ဦးကိုတက်ခဲ့
တာလားလို့မေးတဲ့အခါဘယ်တော့မှအဲ့ဒီလိုထင်မိတယ်လို့ဖြေလိုက်ပါတယ်ကိုတော်ဦးလည်းသူတတိလစ်တို့ဖြစ်နေချိန်မှာမိုးကဆယ်ဦးကိုတတ်တာအယွန်းစုမဟုတ်ဘူးဆိုပြီးပြောသွားကြောင်းဘယ်တော့မှကိုပြပြပါတယ်အဲ့ဒီနောက်တော့ကျန်ချောင်ကူလည်းဘယ်တော့မှကိုဂျင်အောင်ရင်တယောက်ဗီဒီယိုကိုဘယ်လိုရထားတာလဲမသိဘူးလို့ပြောနေချိန်မှာအယွန်းစုကကျန်ချောင်ကူစီကိုသူမထွက်သွားပြီးနောက်ပိုင်းတရားခံကဆယ်ဦးကိုတတ်တဲ့ဗီဒီယိုရှေ့ကိုလှမ်းပို့လိုက်ပါတယ်အယုစုကကျန်ချောင်ကူကိုဖုန်းခေါ်လိုက်ကဆယ်ဦးအသက်ခံရတဲ့နေ့တုန်းကရိုက်ထားတဲ့ဗီဒီယိုကိုပို့လိုက်တဲ့အကြောင်းလှမ်းပြောပြပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်မှသာအယုစုမဟုတ်ပဲဆယ်ဦးကိုတက်လိုက်တဲ့တရားခံစစ်ကိုတွေ့ရမှာပါ။ဘယ်တော့ကဆယ်ဦးကိုတက်တာဂျေအောင်အင်းလာလို့မေးလိုက်ပြီးကျန်ချောင်ကူလည်းအယုစုရဲ့နောက်ကိုခြေရာခံလိုက်ရင်းနဲ့ပြကမ်းမှာဂျေအောင်ရဲ့တပ်ပုံကိုတွေ့ခဲ့ရတယ်လို့ရှင်းပြလိုက်ပါတယ်။နောက်ပြီးစောင့်ကြည့်မှုပဲစွန်းတော်စီမှာထားခဲ့တဲ့ချွဲစုရဲ့ပုံစံသက်တွေကလည်းပျောက်သွားခဲ့ပါတယ်။ကျန်ချောင်ကူကအယုစုထေတာမှန်နေတာကြောင့်တယောက်တည်းမလုပ်ပဲအတူတူလှုပ်ရှားအောင်လို့ပြောပေးမယ်။အယုစုကတော့အတီးပြုစရာကိစ္စတစ်ခုကြံနေသေးတဲ့အတွက်အတီးပြုပြီးရင်သူမကိုယ်တိုင်လာရှာမယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်အယုစုနယ်မုံကအီဂရေရဲ့အလုပ်ချုပ်ကိုရောက်လာကြပါတယ်။လုံယုံနေမှာအတန်တန်ကိုကြားလိုက်ရတာကြောင့်အယုစုလည်းခန်းထဲကိုဝင်သွားပြီးမိဖွင့်လိုက်ပါတယ်။ဖြစ်ချင်တော့အထဲမှာဂျင်အောင်ရင်ကရောက်နေပြီးမုံကပြင်မှာပဲကြံနေခဲ့ပါတယ်။ဂျင်အောင်ရင်ကအယုစုကြောင့်တာမဟုတ်ရင်ခြေပြားပေါ်မှာလက်ပွေရရှိမှမသိခဲ့လောက်ဘူးလို့ပြောပြီးခြေပြားပေါ်မှာလေးလို့မေးပါတယ်။ဒီလိုနဲ့ဂျင်အောင်ရင်ကအစ်စ်ပူကိုနောက်မှဆာထားလိုက်ပြီးအီဂရေကိုတတ်ခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။ဒါပေမဲ့အယုစုကတော့ဂျင်အောင်ရင်တတ်တာမဟုတ်ပဲအီဂရေအသက်ခံရတဲ့နေ့ကဂျင်အောင်ရင်အမျိုးသမီးဖြစ်သူကိုတွေ့ခဲ့တယ်လို့ပြောပြပါတယ်။အယုစုကားပေါ်ကနေလှမ်းတွေ့လိုက်တဲ့အမဲရောင်အင်ဂျီဝတ်ထားတဲ့သူကချွဲဆူယုံဖြစ်နေခဲ့ပါတယ်။ဂျင်အောင်ရင်ကရေလိုက်ပြီးအယုစုတွေ့ခဲ့တာကချွဲဆူယုံမဟုတ်ပဲသူဆိုပြီးအမျိုးသမီးဖြစ်သူတို့ကပြောပေးပါတယ်။အယုစုကလက်မခံပဲကောင်းခါနေခဲ့ကဂျင်အောင်ရင်ကတော့အီဂရေကသူတို့လင်မယားပေါ်ရန်ခဲ့တယ်ဆိုပြီးပြောပြပါတယ်။ဒါပေမဲ့အယုစုကရိုင်းနာနဲ့တော့လူမတတ်တဲ့ဘူးလို့ပြန်ပြောတဲ့အခါဂျောင်းရင်ကဘသူတတ်မှတ်ထားတာလဲလို့မေးလိုက်ပါတယ်။အီဂရေကသူတို့လင်မယားကိုစော်ကားခဲ့တဲ့ပေါ်ဂျောင်းရင်ကဒေါသထွက်နေတာပါ။မုံကအီဂရေကိုသူမတက်ခဲ့ကြောင်းဝန်ခံခဲ့တဲ့ချိန်တုန်းကဂျောင်းရင်နဲ့ချွဲဆူယွန်းတို့လည်း TV ကနေကြည့်ပြီးမယုံနိုင်ဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့အယုစုထောင်ကနေပြန်လွတ်လာတဲ့ချိန်မှာတော့ချွဲဆူယွန်းကအယုစုကိုနိုင်အောင်ခံလိုက်ပြီးတပ်ပုံတွေရိုက်ထားခဲ့ပါတယ်။ချွဲဆူယွန်းကအယုစုဘဲကိုတော်အမြဲစောင့်ကြည့်နေခဲ့ပြီးအင်းရှိထိလဲသွားကြည့်ခဲ့ပါသေးတယ်။နောက်တော့ချွဲဆူယွန်းကဂျောင်းရင်ကိုလူစိတ်ဆိုတာအသေးဖွဲလေးတွေနဲ့လည်းလှုပ်ရှားတတ်တယ်ဆိုပြီးမုံအတွက်အင်ဂျီဝစ်စာကိုလက်ဆောင်နေနဲ့ပေးခိုင်းလိုက်ပါတယ်။တကယ်တော့အယုစုကဆယ်ဦးအင်ကနေထွက်လာပြီးနောက်မှာဂျီအောင်ရင်နဲ့အိမ်ထဲကနေထွက်လာခဲ့ပါတယ်။ဂျီအောင်ရင်ကအယုစုကိုဘာလို့ဆယ်ဦးကိုမတတ်နိုင်ခဲ့တာလဲလို့မေးပြီးမုံကလည်းသူ့ကိုကျေးဇူးတင်နေတယ်လို့ပြောပါတယ်။အယုစုကအချိန်ဆွဲပြီးမလုံနိုင်ခဲ့တာကိုဂျီအောင်ရင်ကသူ့ဝင်လုပ်ပေးခဲ့ရတယ်ဆိုပြီးအောက်ဟစ်နေပါတယ်။နောက်တော့အယုစုလည်းဂျီအောင်ရင်ကိုလင်းဝင်တိုက်ခိုက်တဲ့အခါဂျီအောင်ရင်လက်မောင်းကိုချစ်မိသွားပါတယ်။ဒါပေမဲ့ဂျီအောင်ရင်ကပပနာကိုပြန်လူယူလိုက်ပြီးအယုစုရဲ့လက်ဘင်းကိုချိန်ထားတော့မှမုံကအထဲကိုဝင်လာပါတယ်။နောက်တော့ဂျီအောင်ရင်ကချန်ချောင်ကူစီကိုအယုစုစီပို့ထားတဲ့ဗီဒီယိုကိုတွေ့ပြီးဖွင့်ကြည့်လိုက်တဲ့အခါဆယ်ဦးကိုတတ်ခဲ့တဲ့ဗီဒီယိုမှန်သိသွားပါတယ်။မုံကအခုချိန်လောက်ဆိုရင်အမှုစစ်ဘဲတုံးကဗီဒီယိုရဲ့မူရင်းကိုကြည့်နေလောက်မှဆိုပြီးပြောတော့ဂျောင်းရင်လည်းဘယ်တော့မှတယောက်သူ့ပေါ်တန်တရားဝင်နေလောက်တယ်ဆိုတာကိုသိပြီးသားလို့ပြောပါတယ်။မုံကလက်ထဲမှာပပနာကိုဝက်ပြီးကင်ထားကရုတ်တရက်ဂျောင်းရင်ကအယုစုကိုတွန်းထုတ်လိုက်ပါတယ်။နောက်တော့ဂျောင်းရင်ကတပ်တွေကိုအစနဲ့ဖျက်ပစ်ဖို့လုပ်တဲ့အခါမုံလည်းဂျောင်းရဲ့ပကုံးကိုပပနာနဲ့ထိုးချလိုက်ပါတယ်။ဂျောင်းရင်ကမုံကိုခြေထောက်နဲ့ပြန်ကန်လိုက်တဲ့အခါဒဏ်ရာကိုထိသွားခဲ့ပြီးဂျောင်းရဲ့ပကုံးကနေလည်းသွေးတွေထွက်လာပါတယ်။နောက်တော့မုံကိုချုပ်ထားလိုက်ပြီးလေဘင်းကိုထိုးဖို့လုပ်ချိန်မှာအယုစုကမလုပ်ဖို့អော်လိုက်ပါတယ်။ဂျောင်းရင်ကအယုစုနဲ့အပေးယူလုပ်ချင်တယ်လို့ပြောပြီးခြေပြပေါ်အက်ဆစ်ရေကိုလောင်းချခိုင်းပါတယ်။အယုစုလည်းဘာလို့ရမှမသိဖြစ်နေခဲ့ပြီးဂျောင်းရင်ကတော့လက်ပွေရာတွေကိုမြင်မြင်ရှင်းပြဖို့အချိန်ချောက်ပါတယ်။ဂျောင်းရင်ကသူဆွဆွဲခံရတာရောအယုစုရဝန်ခံချက်ဗီဒီယိုကရောမုံရဲ့အစီအစဉ်ဖြစ်ပြီးအဲ့ဒါကြောင့်ပဲမုံကိုတက်ခဲ့တာလို့ထွက်ဆိုကြမယ်ဆိုပြီးပြောပါတယ်။အယုစုကတော့ဂျောင်းရင်ကိုယူပဲလို့ပြောလိုက်တော့ဂျောင်းရင်ကဒီထိတောင်ရလာပြီးမှတော့ယူရမှာမလို့ပြန်ပြောလိုက်ပါတယ်။ဂျောင်းရင်ကမိုးရဲလေဘကိုစထုတ်လိုက်တဲ့အခါအယုစုကမလို့ဖို့တားလိုက်ပြီးခြေပြားပေါ်ကိုအစစ်ရည်တွေလောင်ချလိုက်ပါတယ်။နောက်ပြီးဂျောင်းရင်ကမုံကိုပါတက်ခိုင်းတဲ့အခါအယုစုကလက်ပွေရာကိုရှင်းလိုက်ပြီးဖြစ်တာကြောင့်တော်လိုက်ဖို့ပြောပါတယ်။ဂျောင်းရင်ကမျိုးသွင်းဖြစ်သူချွဲဆုံရကလည်းအယုစုကလူတက်နိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ဘူးတာကြောင့်အခုလည်းမုံကိုတက်နိုင်မှာမဟုတ်ဘူးဆိုတာသိပြီးသားဖြစ်ပါတယ်။ရုတ်တရက်မုံကအယုစုကိုဘာလို့ကူညီပေးနေတာလဲလို့မေးခဲ့ဘူးတယ်မို့လားဆိုပြီးပြောကမုံကသူမကျွလွန်ခဲ့တဲ့ကိစ္စကိုနေရာမှာပြန်ထားခြင်းတယ်လို့ပြောလိုက်ပါတယ်။နောက်ပြီးအယုစုမှာကပြန်တော်ရမယ့်နေရာလည်းရှိတယ်လို့ပြောလိုက်ပြီးမုံကဂျောင်းရင်လက်ထက်ကနေပမနာကိုရှူကသူမထိုင်ရပေါ်ကနေထိုးချလိုက်ပါတယ်။အဲ့ဒီချိန်ဘယ်တော့နဲ့ချန်ချောင်ကူတို့လည်းရောက်လာကဂျောင်းရင်ကသူထိုးတာမို့ကြောင့်ညင်ပါတယ်။အယုစုကတားတော်သားထွက်ကစပွဲပေါ်ကပမနာနဲ့ဂျောင်းရင်ကိုထိုးမလွတ်လို့တဲ့ချိန်မုံကအယုစုတရားလူသက်သမားဖြစ်သွားမှာဆိုတာကြောင့်သူမဘက်ကပမနာကိုဆွဲနှုတ်ပြီးဂျောင်းရင်ကိုထိုးလိုက်ပါတယ်။ဘယ်တော့နဲ့ချန်ချောင်ကူတို့လည်းဘာလို့ရမှမသိဖြစ်သွားခဲ့ပြီးမုံကချမ်းမြေပေါ်လည်းကျသွားပါတယ်။အယုစုကမုံကိုပေါ်တင်ပြီးဘာလို့ဒီလိုလုပ်ရတာလဲလို့မေးပါတယ်။မုံကပြုံးနေခဲ့ပြီးအယုစုကတော့မုံအတွက်စိတ်မကောင်းလို့ငွေကြွေးနေပါတယ်။အဲဒီနောက်တရားခွင်မှာအယုစုဟာတရားခံမဟုတ်ဘူးဆိုတာကိုသိခဲ့ရပြီးဗီဒီယိုထဲမှာလည်းအယုစုကဆယ်ဦးကိုတောင်ထူပေးခဲ့တာကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့အယုစုပြန်သွားပြီးနောက်ဆယ်ဦးကအယုစုကိုတော့ယူမပဲလို့ဝေဖန်နေခဲ့တာပါ။နောက်တော့ဆယ်ဦးလည်းဂိမ်းကတငယ်ချင်းကိုသူခုပဲတကယ်တည်တော့မလို့ဖြစ်သွားတယ်ဆိုပြီးစာပို့လိုက်ပေမဲ့တငယ်ချင်းကတော့မယုံမဲ့ဂိမ်းဆော့ဖို့သာပြောပါတယ်။ဒီတော့ဆယ်ဦးလည်းဆက်မပြောတော့ပဲဂိမ်းကစားဖို့သာလုပ်ပါတယ်။အဲဒီချိန်အနောက်ကနေအမဲရောက်အင်ဂျီဝတ်ထားတဲ့သူဝင်လာပြီးဆယ်ဦးရဲ့လေဘ
ဘေးကိုဒါနဲ့အဆက်မပြတ်ထိုးလိုက်ပါတယ်ဒီလိုနဲ့ဆယ်ယုံကလေဘေးမှာဒါတန်လန်းနဲ့တည်ဆုံသွားခဲ့ပြီးအမဲဟောက်အင်ဂျီဝတ်ထားတဲ့သူကတော့ရှင်းနေကြောင်ရင်းဖြစ်ပါတယ်ရှင်းနေကြောင်ရင်းကဆယ်ယုံရဲ့လေဘေးကိုပူပေါ်အောင်ခေါင်းကိုဘေးဆောင်လိုက်ပြီးရွှေတောင်မျိုးမျိုးကနေတပ်ပုံရယူခဲ့ပါတယ်အဲ့ဒီအချိန် CCTV လေးကနေမှတ်တမ်းနေထားတာကိုကြောင်ရင်းလည်းတွေ့သွားပြီး CCTV ကိုပေးလိုက်ပါတယ်ရှင်းနေကြောင်ကူကတော့အယွစုဟာအမှုရနေနာသူတွေမဟုတ်ပဲလူဒီတော့အသက်ရှင်ကြံရင်းသူလို့တရားခွင်မှာပြောပါတယ်ကြောင်ကူကအယွစုတွေဘယ်နေရာကနေစတင်ပြီးမှာယုံခဲ့ပါတယ်လို့မိလိုက်ပြီးတကယ်လို့တာအမားကိုချက်ချင်းပြင်ဆင်ခဲ့မယ်ဆိုရင်သူမရဲ့ဘွားကနေရင်လိုပြန်ဖြစ်နိုင်ပါမလားလို့ပြောကအဆုံးသတ်လိုက်ပါတယ်တရားသူကြီးကတော့အယွစုဟာအီကီဒေကိုတတ်တဲ့အမှုအတွက်အပြစ်မရှိကြောင်းစီရင်ချက်ချပါတယ်ဒါပေမဲ့လူသက်မှုတို့ကြိုးစားခဲ့တာကပုံနေပြီးလူသက်ရန်ပြင်ဆင်မှုနဲ့ပူပေါင်းချက်ဆင်မှုတို့ကြောင့်အပြစ်ရှိကြောင်းထင်ရှားပါတယ်ဒါကြောင့်အယွစုကိုထောင်ဒဏ်2နှစ်နဲ့3နှစ်စီရင်ချက်ဆိုင်ငံလိုက်ပါတယ်ဒါပေမဲ့တရားသူကြီးကနင်နာသူမိသားစုရဲ့အသနာခံစာကိုတရားဝင်ပြစ်ဒဏ်လျှော့ဖို့ရေးမှာထည့်သွင်းစဉ်းစားခဲ့ပါတယ်ဆယ်ဝရဲ့ဖို့ဖြစ်သူကိုတုံးကအသနာခံစာတင်သွင်းခဲ့ပြီးတကယ်လို့သာဆယ်ဝကအမှားကိုဝန်ခံခဲ့မယ်အပြစ်ကိုတေချာခံယူခဲ့မယ်ဆိုရင်ဘလို့ဖြစ်ခဲ့မယ်ထင်လဲလို့ဘယ်တော့ကိုမိလိုက်ပါတယ်ဘယ်တော့ကအခုနှစ်တော့ကွာနေလောက်မှလို့ဖြစ်လိုက်ပြီးသူကိုယ်တိုင်လည်းစုံစမ်းမှုတွေလုပ်နေရတဲ့အယုစုဟာတရားခံမဟုတ်တော့ဘူးဆိုတဲ့အတွေ့အကြုံတွေ့ခဲ့မှုကြောင့်ပြောပြပါတယ်အဖိုးဖြစ်သူရဲ့မိသားစုကိုဆုံးရှုံးလိုက်ရတဲ့မကျေနပ်ချက်အနေများတယ်ဆိုတာကိုသိလျက်နဲ့ဥပဒေခါပြုမိခဲ့ပြီးအခုရာအားလုံးကိုသူ့ညနဲ့သူပြန်ထားမှလို့ပြောလိုက်ပါတယ်နောက်ဆုံးတော့အယုစုကနင်နာသူမိသားစုရဲ့အသနာခံမှုနဲ့အင်ကိုပြန်လို့ရသွားခဲ့ပါတယ်။ဘယ်တော့ကတော့အီဂီဒေဆွဲခဲ့တဲ့အယုစုရဲ့နောက်ကျောပုံကိုထိုင်ကြည့်နေတော့ချွဲစုရင်ကအထိတ်ကိုဝင်လာပါတယ်။ပြကန်းဝင်တန်းကချွဲစုရင်ကိုပချီမှာလက်ပွေရရှိနေတယ်လို့ပြောခဲ့ကပကြီးစရာကွယ်လုံမိမှထုတ်ဝေခဲ့တာကြောင့်မူရင်းကားဆက်တိုင်းရိုင်းနေထုတ်ဝေခဲ့တာဖြစ်ပါတယ်။ပကြီးကားတစ်ချက်တည်းကိုပဲထုတ်ဝေတဲ့ကခြေပြထွေးပုံနေတာကတခုတည်းသောထုတ်ဝေမှုဖြစ်ပြီးစုဆောင်းမှုကောင်းတယ်လို့ရှင်းပြခဲ့ပါတယ်။ချွဲစုရင်ကမူရင်းကားချက်ကိုမေးကြည့်တဲ့အခါမှာတော့ဝန်ထမ်းကပကြီးစရာရဲ့လုံယုံထဲမှာလို့ဖြေခဲ့ပါတယ်။နောက်တော့ချွဲစုရင်ကပကြီးကိုဓာတ်နဲ့စိတ်ပေါ်မှာဖြစ်အောင်ဖျက်ဆီးပစ်ခဲ့ပါတယ်။အမှုစစ်ဘယ်တော့ကတော့ချွဲစုရင်ကိုတပ်သေးတွေအားလုံးဖျက်ဆီးလိုက်ပြီလို့တွေးနိုင်လောက်ပေမဲ့ဝဘူးလို့ပြောပြီးဖြစ်ချင်တော့စံသတ်မှုပုံတွေမှာရှိနေခဲ့ပါတယ်။နောက်ပြီးလက်ပွေရကလည်းအတူတူပဲလို့ပြောကချွဲစုရင်လက်ပွေရဖြစ်နေပါတယ်။နောက်တော့ဘယ်တော့ကချွဲစုရင်ကိုနိုင်မပတ်ထားဘူးလားလို့မေးတဲ့အခါချွဲစုရင်ကအမျိုးသားဖြစ်သူပေါမောခဖြစ်ခန့်ခင်ရတော့ကအချင်းချင်းလက်ဆောင်ပေးခဲ့တဲ့နိုင်ဖြစ်လို့ခင်မွန်းတဲ့ကိုမြုပ်တော့ပင်လယ်ထဲမှာအတူမြုပ်ပေးခဲ့တယ်လို့ပြန်ဖြေပါတယ်။ဘယ်တော့လဲချွဲစုယုံကအီဂီဒေကိုတက်ခဲ့တာလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့ချွဲစုယုံကညင်လိုက်ပြီးကြောင်ရင်တက်ဖြစ်ခဲ့တာလို့ဖြေကအမျိုးသားဖြစ်သူကိုတားဖို့ချိန်အောင်မရလိုက်ဘူးလို့ပြောပြပါတယ်။ဒီခင်ဖြစ်တဲ့နေ့ကတော့ချွဲစုယုံကအီဂီဒေရဲ့ခေါင်းကိုဝိုင်ပလင်းနဲ့ရိုက်ချလိုက်ပြီးကြောင်ရင်တော့အော်သွားခဲ့ပါတယ်။နောက်တော့ချွဲစုယုံကနိုင်ကိုချွတ်ပြီးဘေးမှာတင်လိုက်ကပမနာနဲ့အီဂီဒေကိုအဆက်မပြတ်ထိုးခဲ့တာပါ။ကြောင်ရင်ကထိတ်လန့်နေခဲ့ပြီးချွဲစုရဲ့မျက်နှာမှာလည်းတွေးတွေနဲ့ပေးချန်နေပါတယ်။ကြောင်ရင်လည်းချွဲစုယုံကိုမဲအောင်အင်ဂျီဝတ်ခံပြီးထွက်သွားခိုင်းကသူကိုယ်တိုင်ကတော့အဆိပ်ရည်နဲ့တက်တီတွေကိုဖျောက်ပစ်ခဲ့တာပါ။ဒီလိုနဲ့ချွဲစုယုံကသူမလုပ်ခဲ့တာတွေကိုကြောင်ရင်ကလုပ်ခဲ့တယ်လို့မျိုးပြောင်းပြန်ထွက်ဆိုလိုက်ပါတယ်။အမှုစစ်ပဲတုန်းကတော့ချွဲစုယုံကိုအီဂီဒေနဲ့ဆယ်ဝုံကိုတတ်မှုရဲ့ကြံရပါဖြစ်တန်ကြားရှိသူနေနဲ့ပြောင်းလဲတတ်မှတ်ခံရမှာလို့ပြောပါတယ်။ထပ်ပြီးသူမနဲ့ညှင်းခုန်ရအောင်မှာဆိုပေမဲ့အီဂီဒေမှုမှာချွဲစုယုံကတက်ခဲ့တယ်ဆိုတော့အခြေအနေတွေတော်တော်များများရှိတယ်လို့ရှင်းပြပါတယ်။ချွဲစုယုံကပြောလိုက်ပြီးအယုစုတုံကလည်းအမှုစစ်ရဲ့ဒီလိုတန်တရားကနေစတင်ခဲ့တာပဲလို့ထိလိုက်ပါတယ်။ဒါပေမဲ့အမှုစစ်ပဲတုံကတော့အထွေအထူးပြောမနေပဲချွဲစုယုံကိုရှင်းနေ9ပိုင်းခွဲနဲ့နှုတ်ဆက်နေခွင့်ရှိကြောင်းသိပေးလိုက်ပါတယ်။အယုစုကတော့တမိဖြစ်သူစုံနေတူနေဆက်တဲ့နေရာကိုထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ကျောင်းတစ်ကျောင်းကိုရောက်လာခဲ့ပြီးအတန်းထဲမှာတော့ကလေးတွေကစာတင်ကြားနေခဲ့ကြပါတယ်။နောက်တော့မိုးကညီမဖြစ်သူဆိုမှန်းနဲ့ဗီဒီယိုကောပြောလေးရှိတဲ့နေရာကိုအယုစုရောက်လာပြီးမိုးပြောခဲ့မှုတဲ့စကားတွေကိုပြန်မှတ်ရနေပါတယ်။အဲဆိုလည်းတမီးဖြစ်သူဆိုကိုမိုးရဲ့နိုင်လေးကိုပြန်ပေးလိုက်ဖို့ပြောကစုကိုချီလိုက်ပါတယ်။ဆိုလီကတန်ချိန်မှာနိုင်ကိုချိန်တက်လိုက်ပြီးအယုစုတို့လည်းပြန်သွားခဲ့ပါတယ်။ဒီရက်မှာတော့ဆိုဝဲတို့ညီမနှစ်ယောက်ကမင်္ဂလာဆောင်ပွဲတစ်ပွဲကိုတွေ့လိုက်ရတာကြောင့်အထဲကိုဝင်ကြည့်ကြပါတယ်။သူတို့သားနဲ့သူတို့သမီးကိုမောကြည့်လိုက်တဲ့အချိန်သူတို့သမီးကသူမနဲ့မသိပေမဲ့ဆိုဝဲတို့ကိုပွဲတဲ့လမ်းခေါ်လိုက်ပါတယ်။သူတို့သားကတော့အီဂီဒေဖြစ်ပြီးသူတို့သမီးကတော့အယုစုဖြစ်နေခဲ့ပါတယ်။ဆိုဝဲကသူတို့သမီးကိုပြောပြလိုက်ပြီးလှလိုက်တာလို့ရေရွတ်လိုက်ပါတယ်။နောက်တော့ဆိုဝဲတို့ညီမလည်းပွဲတဲ့ကနေပြန်ထွက်သွားခဲ့ကြပြီးအီဂီဒေနဲ့အယုစုကလည်းတူးနဲ့တူချစ်ချီနူကပြောရှင်နေပါတော့တယ်။အပိုင်းစနစ်ကတော့ဒီလိုနဲ့ပြီးဆုံးသွားခဲ့ပါပြီ။အယုစုကတော့နောက်ဆုံးမှယောက်ျားဖြစ်သူကိုတတ်တဲ့အမှုကနေအပြစ်လွတ်ကင်းကြောင်းတက်တည်ပြနိုင်ခဲ့ပါတယ်။ဒီလိုနဲ့အယုစုဟာသမီးလေးဖြစ်သူဆိုနဲ့လည်းပျော်ပျော်ရွှင်ရွှင်နေနိုင်သွားခဲ့ပြီဖြစ်ပါတယ်။အမှုစစ်ပေတုံးကလည်းသူ့ရဲ့အမကိုလက်ခံသွားခဲ့ပြီးအခုဆိုရင်တော့အမားတွေကိုပြင်ဆင်ပြောင်းလဲနေပါပြီ။နောက်ထပ်ဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်ကောင်းလေးတွေကိုရေးချက်တင်ဆက်ပေးသွားမလဲဆိုတာကတော့ဆက်လက်ဆောင်လို့ကြည့်ရှုပေးကြပါဦးခင်ဗျာ။